ဒီနေ့ကကျွန်တော်နဲ့ကောင်းမလေးနဲ့ပထမဆုံးပေါ့နော်ကျွန်တော်သူ့ဒီမှာပထမဆုံးစလိုက်တဲ့နေ့ပေါ့နော်ကျွန်တော်ရောင်းပြန်လာတဲ့အချိန်မှာ2024ဒီဇင်ဘာ18ရက်နေ့မှာကျွန်တော်တို့ရောင်းနေပြန်ပေါ့နော်ဒီ unit ပေါင်းလည်းပဲရောင်းနေပြန်ဟိုဒီ CD မှာတွေ့ပဲစကားပြောနေဆိုပြီးတော့ချိန်လာတိတ်တာအဲ့တော့ကျွန်တော်ကပြောခိုးလိုက်တာပြောသူ့ကြောက်ပြီးတုံပြီးတော့ပေါ့နော်ဓာတ်ပုံဘလော့ဂါဓမ္မဖုန်းထုတ်ပြီးဗီဒီယိုမြင်တယ်ဓာတ်ပုံလည်းမြင်တယ်ဒါတွေ့ထားတဲ့ပုံလေး2024တော့ပုံလေးကြောင်းလိုက်တယ်ပြုံးနေတယ်စကားရတဲ့ဗာလေးတော့ရှောက်ပြောခဲ့ရဟုတ်ကြီးရရှင်းလို့ကြကျွန်တော်ကြောက်တယ်ဘာဘိုးဒီပွဲတွေသိနေလာတယ်ရှင်းလို့ကြကျွန်တော်ကြောက်တယ်လူအများကြီးနဲ့စကားရိုက်ပြောတာဒါပေမဲ့ကောင်မလေးနဲ့စကားပြောတော့ရမ်းကြောက်ခဲ့ရခြေလက်တုံဖုန်းတော့မကြည့်နိုင်ဘူးအဲ့မုန်လေးသူရိုက်ပေးတဲ့ပုံလေးပါတော့သူကဝယ်အိုင်ပိုင်းမကြိုက်ဘူးတော့အဲ့တော့ကိုယ်တိုင်ပဲလောက်တာပေါ့နော်ဝယ်တိုင်းဝယ်မကြိုက်ဘူးပြောပါဘူးတော့ဝယ်တာထက်ပေါ့ဝယ်တာမကြိုက်တာပေါ့ဝယ်တဲ့ဟာအတွက်ကိုယ်တိုင်လောက်တာကိုယ်သဘောကျတယ်ကျွန်တော်လောက်တာပေါ့နော်အဲ့တော့ဒါမလောက်တဲ့လည်းလောက်တာနောက်တဲ့လောက်ကအများကြီးရှိသေးတယ်တားမွင့်လေးထည့်ဖို့ရက်ကကြည့်တော့ချိန်အောင်ဖြစ်တာဒါလေးအသိဘူးအသိရပါလေစားလိလာလာတော့ဒီရက်ကိုစောင့်နေကြတယ်ဒီရက်ကိုကြောက်ကြောက်တာမို့ဆိုတော့ဒီရက်ကိုစောင့်ဘာလို့လဲဒါမှကျွန်တော်တို့ရဦးတယ်ရပါကျွန်တော်တို့ရဦးတယ်ဒါသာအများကြီးလုပ်ဖို့ရှိတယ်တော့ဆိုင်းလူမျက်စိနာတော့လောက်ကြရင်အများကြီးပြောနေတော့ပြောတယ်ဘာမှမလုပ်ဘူးချီကိုရအောင်ပြီးလို့အဲ့တော့လေးလုပ်ပြီးကျွန်တော်ချိုးလေးနဲ့မှာအခုလေးတွေတောင်းဝင်လေးချိတ်ဆွဲဘာမှမလုပ်ဘူးဒါသာရဦးတာရဦးတာဒါသာရဦးတာကြည့်ရကလည်းအဲ့ဒါရရုံအိမ်မှာအိမ်ကလက်တော့ရရှိပါအောင်လို့ကြောင်းရတယ်ဒီတိုင်းနေကဒီတော့ဖြစ်သွားပြီလားထွက်သွားပြီလို့ပြည့်နေဆိုင်ဟဲ့လေ